ငါပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့မကြသေးခင်ကမင်္ဂလာပွဲအကြီးကျယ်ပြုလုပ်သွားသူချစ်သူဟောင်းကသူမနဲ့တွဲနေတဲ့အချိန်အယောက်90နီးပါးနဲ့ဖောက်ပြန်လို့သူမကထားခဲ့တာဖြစ်ကြောင်းပြောလာတဲ့တေယုဆောင်တန်တော်မိုးသိမ့်မှာတေယုဆောင်တန်တော်မိုးသိမ့်ကသူမနဲ့နှစ်ကြာရှည်ချစ်သူဖြစ်ခဲ့ပြီးမကြသေးခင်ရဲ့ပိုင်းတွင်ကမင်္ဂလာပွဲကြီးကျယ်ပြုလုပ်ခဲ့သူကိုရွှေမန်းနဲ့သူမရဲ့သတင်းတွေပြန်နှံလာပြီးတဲ့နောက် post တင်လာခဲ့တာဖြစ်ပါတယ်သူမကသူမရဲ့ချစ်သူဟောင်းကသူမကိုထားပြီးတော့ဆရာမလေးကိုရွေးချယ်သွားတယ်ဆိုတာမဟုတ်ကြောင်းသူမကသာထားခဲ့တာဖြစ်ကြောင်းမင်္ဂလာမဆောင်ခင်အထိသူမကိုမနက်အချိန်မတော်ဖုန်းဆက်နေသေးတဲ့သူဖြစ်ကြောင်းသူမနဲ့စတွဲစဉ်ကလေးကအယောက်90နီးပါးနဲ့ဖောက်ပြန်ခဲ့ကြောင်းပပင်းမြင့်ရှက်ခွဲရလားဆိုပြီးလက်ပါချေပါလမ်းလေကောင်စောင့်တွန်းခဲ့သူလည်းဖြစ်ကြောင်းပြောခဲ့တာပါသူမအခုလို post တင်ပြီးမကြမီဖုန်းဆက်ပြီးသူမမိဘဘက်ကူရောသူမကိုပါတောင်းပန်လာတဲ့အတွက် post ကို only မီလုပ်လိုက်ကြောင်းကျမအတွက်ဒီလူရဲ့တောင်းပန်တန်ကရှင်ထဲမှာပိုနေလို့မကောင်းပါကြောင်းဒီလူကသူမရဲ့မိသားစုဝင်လို့ဖြစ်ခဲ့ကြောင်းကျမတိတ်ခါရကျမမိပါစိတ်မချမ်းသာနေလို့တင်ရတာဖြစ်ကြောင်းတစ်ဖက်မိန်းကလေးကိုလည်းလေးပြလုံးနဲ့ပဲပြောစေချင်ကြောင်းကျမကိုထားနိုင်ခဲ့တဲ့အမျိုးသားမရှိပါအားလုံးတည်သွားရပါပြီလို့တန်တော်မိုးသိန်းကရှင်းလင်းပြောကြားလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့စာတင်ထုံးလင်းပြသနေပြီဖြစ်တဲ့သစ္စာဖြစ်နာစီရင်စေမြန်မာရုပ်သံဇာတ်လမ်းတွေအကြောင်းလေးပါဝတ္ထုရှင်မဇညွန်ကကျိုသွင်းဒါရိုက်တာမင်းဦးအေချမ်းမောင်ညီနန္ဒကြော့ကြော့နေထုတ်မြင်းမြင်းခိုင်လင်းစာနေစောမဲလိုရီစူပန်ထရာဖူးဆောင်ရွှေသမီးချူလေးမိုးပွင့်ဖြူရုံးဝင်းလောင်ကျော်စင်ထုတ်အခီကူကူပိုင်အင်ခသုံးတရေဦးတတာနှင်းဝီကျော်တတာကလေးတရုတ်ဆောင်ကတော့ဇွဲဝီယန်ထက်ရှင်ပြုံးခင်နန်းကလေးစံဦးဟိန်းတီစံသွင်းရတီဦးနဲ့အနုပညာရှင်များစွာပါဝင်တရုတ်ဆောင်ထားကြရပဲဖြစ်ပါတယ်ရှင်အန်တီကေယင်းနှမြုံနယ်မှုကမ်ပဏီရဲ့တထေးဖြစ်ပြီးအခြေအထက်စီးပွားရေးကိုသာဦးစားပေးတဲ့ရိုးသားမှုကိုတန်ဖိုးထားတတ်တဲ့လူငယ်တယောက်ဖြစ်တဲ့အပြင်ချစ်ချင်းမြတ်တာတယောက်ကိုအလေးနဲ့ထားတဲ့နေတကွန်ဖြစ်အေးချမ်းမောင်ပိုင်ကီဟာရဲ့အကြီးဆုံးသားတယောက်ဖြစ်ပြီးသစ္စာတရားကိုမျက်ကွယ်ပြုတဲ့အိနာဦးစီးတယောက်ဖြစ်တဲ့အပြင်နောက်မိန်းမဖြစ်သူဒေါ်မီမီသွင်းကိုအရန်ချစ်တတ်ပြီးမုံမိုသွင်းတဲ့လီလီတို့ကိုအမြဲလိုအလိုလိုက်တတ်တဲ့ဒဲရီဦးသက်ထပ်ပိုင်အဖြစ်ညီနန်တာပိုင်ကီဟာရဲ့မိသားစုဝင်တွေကတယောက်ပါဝင်ဖြစ်ပြီးကောင်းမှတတ်တဲ့အပြင်မိသားစုစိတ်သက်ရှိသူဦးဆက်ပိုင်ဖြစ်ကြောကြောဘဝကိုစိတ်သက်ရှိသူဦးဆက်ပိုင်ဖြစ်ကြောကြောဘဝကိုပေါ့ပေါ့ပါပါဖြတ်တန်းတတ်ပြီးအပျော်ပါမဲ့တဲ့လူငယ်လေးဖြစ်တဲ့အပြင်ဒေါသကိုရှေ့တန်းတင်ကစိတ်ထင်ရကိုအမြဲတမ်းလှုပ်တတ်တဲ့ထက်ကျော်ဖြစ်နေချောပိုင်ကီဟာကြီးမာနေထိုင်ကြတဲ့ပိုင်မိသားစုရဲ့တခင်မကြီးဖြစ်ပြီးဦးသက်ထပ်ပိုင်တို့မောင်နှမ၄ယောက်ရဲ့အမေဖြစ်သူဒေါ်ခင်မျိုးပိုင်ဖြစ်မြင့်မြင့်ခိုင်ဦးသက်ထပ်ပိုင်ရဲ့ပထမဇနီးဖြစ်တဲ့အပြင်တရားဝင်သမီးဖြစ်သူရင်းမာပိုင်ဆိုရဲ့အမေမြတ်တာတရားကြီးများပြီးသက်စာရှိတဲ့ဇနီးကောင်းတယောက်ဒေါ်အိန္ဒြေဆိုအဖြစ်လင်းစာနေစောမမှုသွင်းနဲ့လီလီတို့ရဲ့မမီဦးသက်ထပ်ပိုင်ဒုတိယမိန်းမဖြစ်တဲ့အပြင်အမြဲတမ်းကိုလုံးချနာကိုလုံးတတ်တဲ့ပိုင်ကီဟာမှာလက်ရှိသခင်မအဖြစ်နေထိုင်နေတဲ့အတ္တကြီးသူတူဒေါ်မီမီသွင်းဖြစ်မဲလို့ဒီဦးသက်ထပ်ပိုင်ရဲ့မောင်နှမတွေထဲကတယောက်ဖြစ်ပြီးပိုင်မိသားစုတွေမှာအငယ်ဆုံးသမီးလေးဖြစ်ခါအပြောဆိုပေမဲ့စိတ်ရင်ကောင်းသူဒေါ်တသက်ပိုင်ဖြစ်စူပန်ထရာပိုင်မိသားစုရဲ့သမီးတယောက်ဖြစ်ပြီးလောဘအလွန်နေတဲ့အပြင်မြတ်တာတရားကြီးမှသူတယောက်မောင်နှမတွေပေါ်မိသားစုစိတ်သက်ပြေဝပြီးတူမ3ယောက်ထဲကရင်းမပိုင်ဆိုကိုအချစ်ဆုံးဖြစ်တဲ့ဒေါ်ရင်မေပိုင်ဖြစ်ဖူးဆုံးဒေါ်အင်ဒရီဆိုနဲ့ဦးသက်ထပ်ပိုင်တို့ရဲ့တရားဝင်သမီးကြီးဖြစ်ပြီးဖခင်ရဲ့စောင့်ရှောက်မှုကိုမရတဲ့အတွက်တဦးရဲ့ရက်တည်နေပြီးထက်မြက်တဲ့ရှေ့နေမလေးတယောက်လောဘနေပြီးအရာရာကိုဆုံးလို့လို့စိတ်ကြီးမှသူရမပိုင်ဆိုအဖြစ်ရွှေသမီးအရာရာကိုလွန်ကျင်တတ်မှတ်စိတ်များပြီးလောဘကြောင့်ပူလောင်နေရသူဖြစ်တဲ့အပြင်ရမပိုင်ဆိုကိုအမြဲတမ်းမနာလိုဖြစ်နေရပြီးပိုင်မိသားစုတွေကတယောက်ဖြစ်တဲ့မမှုသွင်းဖြစ်ချူလေဘဝကိုရှုံးမပေးပဲစူးစမ်းတတ်ပြီးဖြူစင်တဲ့ဘဝမှာရိုးရိုးသားသားနေထိုင်ခြင်းနဲ့တက်လျာအဖြစ်မိုးပွင့်ဖြူမမှုသွင်းတဲ့ညီမရင်းနေဖြစ်တဲ့အပြင်ရမပိုင်ဆိုကိုမနာလိုနေတဲ့သူတွေကတယောက်ပါဝင်ဖြစ်တဲ့အပါဝင်ဖြစ်ဘဝကိုဖြစ်တယ်လို့ဖြတ်တန်းနေသူလီလီသွင်းအဖြစ်ရုံးဝင်လွှာအောင်နေတကွန်းရဲ့အချက်ဆုံးတငယ်ချင်းရင်းကြီးဖြစ်ပြီးဆရာဝန်တယောက်ဖြစ်တဲ့တင်ထုတ်အဖြစ်ခီအန်တီကရင်းနှီးမြုံနယ်မှုကုမ္ပဏီရဲ့တထေးဖြစ်တဲ့နေတကွန်းအပေါ်ယူသားပြီးသက်စာရှိရဲ့အတွေ့အမှုကောင်လေးအောင်နိုင်အဖြစ်ကူစီးပွားရေးလုပ်ငန်းတွေမှာနေတကွန်းရဲ့အယုံကြည်အားဆုံးလက်ထောက်တယောက်ကြော်ကြော်အဖြစ်ပိုင်အင်ခါရှေ့နေမလေးရင်းမပိုင်ဆိုရဲ့အချက်ဆုံးတငယ်ချင်းတယောက်မေရီအဖြစ်နှင်းဝီကျော်တက်လျာရဲ့တငယ်ချင်းဖြစ်ပြီးတယောက်ကိုတယောက်ဖေးမကူညီတတ်တဲ့ကောင်မလေးစန်နီအဖြစ်တက်တာတို့ကတယောက်ဆောင်ထားကြပါတယ်။9ရက်17လ2025ရက်နေ့မနက်9:00နာရီကစပြီးမဟာ application မှာကြည့်ရှုနိုင်ပြီဖြစ်ပြီးမဟာ TV ရုပ်သံလိုင်းမှာလည်း
9 လ2025မှာစတင်ပြီးအပတ်စဉ်တနင်္လာနေ့မှာတောက်ကြနေ့ထိညနေ6 နာရီမှာစတင်ထုတ်လင်းပြသသွားမှာဖြစ်ပါတယ်။စောင့်မျှော်အားပေးနေကြတဲ့ပရိသတ်တွေရှိလားရှင်။ရှင်လေဒီရက်ကလေးတွေမှာစောင့်ကြည့်ပြီးအားပေးနိုင်ပါတယ်နော်။ပရိသတ်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါရရှင်။အခုတင်ဆက်ပေးချင်တာကတော့ romance ဇာတ်လမ်းပုံစံရာသက်ပံငါကောင်မလေးရုပ်ရှင်ဇာတ်ကားကြီးရဲ့ Forever Night Show ပွဲကျင်းပရဲဆိုတဲ့သတင်းလေးပါရှင်။ Sunday Flame Production က romance ဇာတ်လမ်းပုံစံရာသက်ပံငါကောင်မလေးရုပ်ရှင်ဇာတ်ကားကြီးရဲ့ Forever Night Show ပွဲအခမ်းအနားကို November 10 ရက်နေ့ပိုင်းကရှင်းကုန်မြို့မြန်ကုန်မြို့နယ်မှာရှိနေတဲ့နဝရီရုပ်ရှင်မှာကျင်းပခဲ့ပါတယ်။ဒီနေ့ကတော့ရာသက်ပံငါကောင်မလေးရဲ့ Forever Night Show လေးပါ။ဘုံကိုအကုန်လုံးကလောင်နေလို့ပြောနေကြလို့ဒီကားကစောင့်ကိုင်းရမယ့်ကားပါ။စောင့်ကိုင်းမယ်လောင်မဲ့ကားပါ။မင်းသားကအေးချမ်းမောင်ဆိုတော့လေတငယ်ချင်းကိုမှအသေးဖြူလေးတွေထားတာတို့ဘာလို့ဆိုတာလဲအပြစ်မှလည်းရှိကြပါတယ်။လူငယ်တွေကြား trend ဖြစ်နေရလေးတွေဘုံတို့ထည့်ထားတာပါလို့ဒါရိုက်တာမင်းပုံကပြောပါတယ်။အဆိုပါစကားကိုတော့ဇညွန်စီလန်ဇလန်နဲ့ဒါရိုက်တာမင်းပုံကရိုက်ကူပြီးတရုတ်ဆောင်ကယ်မီအေဂျင့်မောင်နေမျိုးအောင်ထပ်ဆင်ကယ်မီမေတန်းနုဖူးစုံရွှေသမီးနော်ဖောအေတာဝီဖြိုးနဲ့အခြားရုပ်ရှင်အမှုပညာရှင်များစွာပေါင်းတရုတ်ဆောင်ထားကြပါတယ်။ရာသက်ပံကကောင်မလေးရုပ်ရှင်စကားကြီးကိုတော့လာမယ့် November 14 ရက်နေ့မှာစတင်ပြီးမြန်မာနိုင်ငံလုံးမှာရှင်နေရုပ်ရှင်တွေမှာတပြိုင်နက်ပြသမှာဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့အခြေခံလူရန်စာဆက်ကိုအခြေခံရိုက်ကူးထားတဲ့ romance ဇာတ်လမ်းပုံစံချစ်သူစေရရုပ်ရှင်ကားကြီးရဲ့ကာဘတ်ရှိုးပွဲကျင်းပရဲဆိုတဲ့သတင်းလေးပါ။ Hain Production ကအခြေခံလူရန်စာရဲ့ဇက်ကိုရိုက်ကူးထားတဲ့ romance ဇာတ်လမ်းပုံစံချစ်သူစေရရုပ်ရှင်ဇာတ်ကားကြီးရဲ့ကာဘတ်ရှိုးပွဲကိုတော့ November 9 ရက်ညနေပိုင်းကရန်ကုန်မြို့နယ်မှာရှိနေတဲ့နဝရီရုပ်ရှင်မှာကျင်းပခဲ့ပါတယ်။ချစ်သူစေရကဒီကားလေးကိုသဘာဝအချစ်ဇာတ်လမ်းလေးနဲ့အနီးဆက်ဆုံးရိုက်ချင်ခဲ့တာမို့ကျွန်တော်အနေနဲ့ဇက်ပို့ဇက်ရုံတွေအများကြီးမပါဘဲနဲ့2 ယောက်ထည့်ရိုက်ကူးခဲ့ကြတာပါ။ဒါကတော့စွန့်စားရကြရလို့လည်းပြောလို့ရပါတယ်။ရန်ကုန်မြို့ပြကြီးမှာဒိုးစာရုံကနေကြတဲ့အခြေခံလူရန်စာအတွဲလေးရဲ့အလွမ်းအဆွေးရိုမန်ကားလေးပါ။မပွင့်ကလည်းတေချာလေးပုံပေါ်ပေးထားပါတယ်လို့တရုတ်ဆောင်တိုင်ရွန်ကပြောပါတယ်။အဆိုပါခန္ဓာကိုဇက်ကားမှာပါဝင်ထားတဲ့ဒါရိုက်တာပွင့်သိန်ကြီးစောတိုင်ရွန်နင်းတို့တက်ရောက်ခဲ့ကြပြီးတရုတ်ဆောင်အော်ရီချန်တို့စုံတွဲမိတ်ကက်တက်တို့စုံနဲ့ဒါရိုက်တာအာကာစုနဲ့လီလီကျော်ခိုင်တို့တွဲဟန်နာတို့စုံတွဲအောင်ပိုင်းနဲ့ခိုင်သစင်ကိုဝါတို့စုံတွဲနက်ခတ်တို့မိသားစုကျော်ထက်တို့မိသားစုစားတဲ့တွေတက်ရောက်ခဲ့ပါတယ်။ဇက်ကားရဲ့ဇလန်းဇညွန်းကိုအေဂျီတာဟန်ဒါရိုက်တာပွင့်တင်ကြီးစောအာယုံဦးသူကတရုတ်ဆောင်တွေဖြစ်ကြတဲ့တိုင်ရွန်ပိုးမမိတာဝင်းခန့်မို့အကယ်ဒမီမေတန်းနုနှင်းစောအောင်ရှမ်းပြေကျော်ကြီးမိုးရီဝိုင်းရှင်ဖုံးနဲ့တသက်ဦးစင်စားတဲ့သူတွေနဲ့ရိုက်ကူးပါဝင်ထားပါတယ်။ချစ်သူစေရရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် November 14 ရက်နေ့မှာမြန်မာတပြည်လုံးမှာရှိနေရုပ်ရှင်တွေမှာရှုံးတင်ပြသမှာပဲဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါရနော်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်ဖို့ကျမတို့ရဲ့Steady Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။